နှစ်တည့်ရဲ့အစမှာတငယ်ချင်းနေနဲ့တူသွားခဲ့တဲ့ပထမဦးဆုံး trip လေးပါရှင်။အရင်နေစောက်တော့စိုးပြီးပဲရှိတယ်မှောင်နေတယ်ပေါ့နော်။လမ်းမှာချယ်ရီပင်တန်းကိုလည်းရောက်ခဲ့တယ်။အခုသွားနေရတော့ပေတရမြို့ကိုသွားနေရပါရှင်။ဒါပုံတလို့ရေကန်မှာဒီနေရာမှာတော့တပ်ပုံစင်းမြက်ခဲ့ပေါ့နော်။ကောက်ပွားနေပဲဗီဒီယိုလေးရိုက်လာတာပါရှင်။အဲ့ဒီပေတရမြို့ရောက်တော့မနေ့9နာရီခွဲကျော်ပြီဆိုတော့ဘိုက်တွေလည်းရမ်းစားလာတော့အမှရှိတယ်။တော်တင်ချင်းတူပူနေဆိုင်ကိုသွားစားခဲ့တာပါ။ဆိုင်လေးရတက်တက်ရရတန်တန်ရှင်းရှင်းလေးနဲ့မစိုးပေါ့နော်။အရင်စားကောင်းတယ်ဆိုတော့အဲ့ဒီကနေသွားတာပါဒါကတော့သူတို့ဆိုင်ရာတူဘူးတွေပေါ့နော်တောင်ကြီးကတူဘူးတွေတော့မတူဘူးပေါ့ရှင်သူကခောက်ဆွဲထည့်မလားအယောလေးရတယ်အလွတ်လေးရတယ်ဆိုတော့ခောက်ဆွဲထည့်လိုက်တော့ခောက်ဆွဲရကိုပြီးတော့ရဆိုတော့အတုပ်လိုဖြစ်သွားတာပေါ့နော်အရသာတော့စားကောင်းပါလေမနေ့စားပြီးတာနဲ့ရွှေဦးမင်းတဘာဝလိုက်ကူဖျားကိုတောက်ဖို့မယ်ဆိုတော့တက်လာတာပါရှင်မနေ့ကတော့ရတူလာပြီးနေဆိုတော့ဖះမှာလူတော်များများရှိပါတယ်တော်တော်စီးတယ်ပေါ့နော်ဒါတော့ဖះတွင်းမိုင်းမှာဖះတွေကိုလိုက်ဖို့မယ်